မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် customer future လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ POS ကနေပြီးတော့ဒီ admin dashboard ဖြစ်တဲ့ menu ကိုသွားပါမယ် menu မှာဒီ customer ဆိုတာရှိရယ်တကယ်လို့ကျွန်တော်တို့က customer ကိုဒီတိုင်းပဲဒီကနေပြီးတဆင့် create လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ဥပမာဆိုလို့ရှိရင်ကိုအောင်ဖုန်းနံပါတ်ကတော့ဒီတိုင်းပဲထည့်လိုက်မယ်home address ကကြတော့ဒါက customer ကိုတကယ်လို့ကျွန်တော်က delivery ဖွင့်ပြီးသုံးမယ်ဆိုလို့ရှိရင် delivery အနေနဲ့ဒီလိပ်စာတွေထည့်ပေး auto ထည့်ပေးသွားမှာပေါ့နော်အဲဒီတော့ကျွန်တော်ကဒီမှာပဇွန်နောင်လို့ပဲရေးလိုက်မယ်ပဇွန်နောင်shipping address ဆိုတာတော့ဒီနောက်ထပ်လိပ်စာတစ်ခုပေါ့နော်ဆိုတော့ဒါမွေစိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီကိုအောင်ဝင်သွားပြီပေါ့နော်ဒါဆို customer create လုပ်ပြီးတော့ကျွန်တော် customer ကိုဘယ်လိုမျိုးသုံးရမလဲဆိုလို့ရှိရင်ဒီ customer ကိုဖွင့်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာဒီကျွန်တော်အကျွေးရောင်းတာရှိမယ်ဒီ point စနစ်တွေလုပ်ပေးတာရှိမယ်ပေါ့နော်ပြီးတော့ဒီ admin မှာဆိုလို့ရှိရင် live time ဒီဈေးဝယ်သွားတာဘယ်လောက်လဲပြပေးမယ်ဒီ customer စီကနေပြီးတော့ total profit ဘယ်လောက်ရလဲဆိုတာပြပေးမယ်ဒါကကြတော့ history ဆိုတာဒီအကျွေးနဲ့ပတ်သက်ပြီးသူဝယ်သွားတဲ့ဟာတွေရောဒီကျွန်တော်တို့ဒီသူဝယ်သွားတဲ့ voucher တွေအကုန်လုံး history မှာပြမယ်ပေါ့နော်ဒီ unpaid တွေကတော့ဒီအကျွေးနဲ့ပတ်သက်ပြီးတော့ဒီဝယ်ထားတဲ့ voucher တွေကိုပြပေးမယ် paid ကကြတော့ paid လုပ်ထားတဲ့ voucher တွေကိုပြပေးမှာဖြစ်ပါတယ်ဒီ edit မှာဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဒီဖုန်းနံပါတ်ပြောင်းတာလိပ်စာပြောင်းတာပြန်လုပ်လို့ရမယ်ပေါ့နော်ပြီးရင် delete လုပ်လို့ရမယ် delete ကတော့ short delete ပဲဒီပြီးပိုင်ဖြစ်လို့ရှိရင်သူဒီtransition တွေမှာ history ရှိရတဲ့အတွက်အပြီးတော့ပေးဖြတ်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ပြန်ထွက်မယ် POS ထဲသွားမယ် POS ထဲမှာကျွန်တော်တို့ပစ္စည်းတစ်ခုပြီးတော့ကျွန်တော်တို့ဒီ process payment နဲ့ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ customer ဆိုတာရွေးလို့ရမယ်ပေါ့နော်ဒီမှာကိုအောင်ကိုရွေးလိုက်မယ်ကိုအောင်ရွေးလိုက်လို့ရှိရင်ကိုအောင်က credit နဲ့ဝယ်မှာလား full payment နဲ့ဝယ်မှာလားဒီမှာ select လုပ်မယ်တကယ်လို့ credit နဲ့ဝယ်မယ်ဆိုလို့ရှိရင်ဒီ initial pay မှာဘာမှထည့်စရာမလိုဘူးဒါဆိုလို့ရှိရင် full credit ဖြစ်သွားမယ်တကယ်လို့ customer ကပတ်စံမလောက်လို့ထားခဲ့ရမျိုးဆိုလို့ရှိရင်သူပေးနိုင်တဲ့ငွေအမောက်ကိုဒီမှာရိုက်ထည့်လိုက်လို့ရှိရင်သူကကျန်တဲ့အမောက်ကိုပဲ credit အကျွေးအနေနဲ့ထားခဲ့မှာဖြစ်တယ်ပြီးတော့ဒီမှာ delivery လေးရှိရယ် delivery တကယ်လို့ဒီ online service ဒီဆိုလို့ရှိရင် delivery ကိုဒီမှာ COD prepaid ရွေးလို့ရတယ်ပြီးတော့ဒီမှာကျွန်တော်က delivery service အနေနဲ့ဘယ်ဟာကိုသုံးမလဲဘယ်ဟာနဲ့ပို့မလဲဆိုတာကိုရွေးလိုက်လို့ရှိရင်သူ fee တွေက auto ကျလာမယ်ပေါ့နော်ဒီ loss တွေကတော့ fee ကထည့်ရသေးလို့ နဲ့တူတယ်ဘယ်မှာမပေါ်ဘူးပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်က delivery ကိုဟောဒီတိုင်းပဲထားလိုက်မယ်ကျွန်တော်ဒီ credit နဲ့ကျွန်တော်ထားလိုက်မယ် credit နဲ့ထားလိုက်တဲ့အတွက်ကျွန်တော်တို့အကျွေးအနေနဲ့မှတ်လိုက်တာပေါ့နော်ဆိုတော့ check out လုပ်လိုက်မယ်ဒါကတော့ step ဖွင့်လာတာပေါ့နော် step ဖွင့်လာတော့ step commission တွေပါတယ်တကယ်လို့ step မဖွင့်လာဒီအဆင့်တွေကလာပြမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော် continue သွားမယ်ပြီးသွားရင်ဒီမှာကြည့်လိုက်ရင် unpaid ကဒီ full unpaid ဖြစ်နေပေါ့နော်ကျွန်တော်ဒီကနေပြီးတော့ repayment တစ်ခါလဲလုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ customer စီသွားပြီးသွားရင်ဒီမှာကိုအောင်ကဒီမှာ total debit က1386ဆိုတော့အကျွေးက1386ရှိတယ်ဒီမှာ point တွေလည်းဖွင့်လာဖြစ်တဲ့အတွက် point တွေတက်နေတာပေါ့နော်သူဝယ်တဲ့ item မှာဒီ point ပေးတာပါသွားတယ်ဆိုတော့ကျွန်တော် history ဆိုလို့ရှိရင်ဒါအကုန်လုံးရှိမယ်ဒါ unpaid ဒါ paid ဒါလို့ customer ကပြန်ပေးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ
မူရင်းပေါက်ချာမှာသွားပြီးတော့ repay လုပ်လို့ရတယ်ဒါမှမဟုတ်ဒီကနေတစ်ဆင့်repay ပြန်လုပ်လို့ရတယ် repay လုပ်တဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာဒီ payment ကဘာနဲ့ pay လဲဆိုတာကိုကျွန်တော်ရွေးလို့ရတယ်ပြီးသွားရင် slip တွေ attach တစ်ခါလေးလုပ်လို့ရတယ်ပေါ့နော်ဒီမှာလုပ်လိုက်လို့ရှိရင် slip attachment လုပ်ထားပြီးသားကျွန်တော်တို့ဒီ KPI တွေပါတက်တည်တက်ပုံရိုက်ပြီးတော့ဒီဖုန်းတစ်လုံးနဲ့တခြားဖုန်းတစ်လုံးနဲ့စိတ်ရမလို့ပဲဒီ viewer ဆက်မှနဲ့တစ်ခါလေးစိတ်ထားလို့ရတာပေါ့နော်ဆိုတော့ဒီမှာ payment ကိုတစ်ခါလေးပြီးချင်မယ်တဝက်ထားရင်လည်းရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်326ကိုအရင်ခြေလိုက်မယ် confirm ဒါဆိုလို့ရှိရင်အခုဒီ voucher ကို slip ထုတ်ပြီးတော့ပြန်ပေးလို့ရတယ်ပေါ့နော်ဒီ customer အနေနဲ့သူပေးရတယ်ဆိုတဲ့ဟာကိုသက်သေပြလို့ရတယ်ပေါ့ဆိုတော့ဒီမှာဒီ payment method တွေကကျွန်တော်တို့ edit ပြန်လုပ်လို့ရပါတယ်ပြီးတော့ edit ပြန်လုပ်လို့ရတယ်သူကပထမပိုင်းမှာcash နဲ့ပေးမယ်ဆိုပြီးတော့မှ CB နဲ့တခြား payment နဲ့ပေးမယ်ဆိုလို့ရှိရင်ဒီမှာ edit ပြန်လုပ်လို့ရတယ်ဆိုတော့ဒါဆိုလို့ရှိရင် payment တစ်ခုပြီးသွားရင်သူက page လိုက်မှာ page ထဲမှာ396တစ်ခါဝင်သွားတယ်ဆိုတော့သူ့ရဲ့အကျွေးအကုန်လုံးက1000ပဲကျန်တော့တယ်ဆိုတော့ကျွန်တော်1000ကိုပြန်ဖြတ်မယ်ဆိုလို့ရှိရင်သူအကျွေးကုန်သွားမှာပေါ့နော်ဒါဆိုလို့ရှိရင်သူ slip ထွက်လာပြီအကျွေးနှစ်ခါကုန်ရှင်းသွားပြီဒီ invoice မှာသွားကြည့်ရင်ဒီမှာ payment ဒါကြတော့ဒီတကယ်လို့ဒီ voucher က unpaid ဖြစ်နေသေးတယ်ဆိုလို့ရှိရင်အပြင်မှာ unpaid လို့ပြမှာဖြစ်ပြီးတော့ paid အကုန်လုံးရှင်းသွားပြီဆိုလို့ရှိရင်တော့ paid အနေနဲ့ပြမှာဖြစ်ပါတယ်ဆိုတော့ဒီ customer ကိုကျွန်တော်တို့ဒီအပေါ်လေးကနေသွားကြည့်လို့ရတယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်တော့သူကဒီ cashier ကနေပြီးတော့ POS ကနေဝင်ကြည့်ရတဲ့အတွက်ဒီသူ spend ဘယ်လောက်လုပ်သွားတယ်သူ့စီက profit ဘယ်လောက်လုပ်ရတယ်ဆိုတာဒီမှာမပြပါဘူး menu နဲ့သွားကြည့်တဲ့အခါကျလို့ရှိရင်တော့ဒီမှာသူက lifetime spend ဘယ်လောက်ရှိတယ်ပြောရလို့ရှိရင် profit ကဘယ်လောက်ရတယ်ဆိုတာကိုတစ်ခါတည်းကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျဆိုတော့ကျွန်တော်တို့ဒီခေတ်သစ် Android POS ကို Play Store ကနေသွင်းပြီးတော့ဒီဗီဒီယို tutorial ဘယ်လိုသုံးရမှန်းမသိတဲ့အချိန်မှာကျွန်တော်တို့ဒီရက်30အခမဲ့ကိုမဆန်းလိုက်ရဘူးဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်ရမယ့် channel တွေကနေပြီးတော့ဒါပြီးဆက်သွယ်ပြီးတော့ဒီစမ်းသပ်ဖို့ရက်တိုးတောင်းလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်